ဝဇန်နှလုံးပေါက်ရန်ခရမ်းဒီကိုပြောရတယ်ဆိုလေပေးပါအတူရဲ့ငါပဲကိုငါဟုတ်ပြီလားကျေးဇူးတင်ပါတယ်ကြီးပါရဲ့မှားလိုက်တာအများကြီးပဲဘာတွေရေးရမှငါလည်းမဖတ်တော့ဘူးလာလာအမချင်းချင်း20လားဒီဒီနှလုံးပဲနော်လူကလည်းဥတူတူအတတနဲ့စိတ်သဘောတရားလည်းကောင်းခိုင်းရင်ဖင်ပေါ်တဲ့ကလေးဆိုတော့တမျိုးလုံးကခိုင်းကောင်းကောင်းနဲ့ဝိုင်းခိုင်းနေကြတာနေမှာပေါ့အေးအိုးအေးကြီးရတယ် तू ကလူတွေကိုကြီးတာမဟုတ်ဘူးအေးမြို့တဲ့ဆိုရင်ကြွနေတာဒီရကသူချီသူ့လက်ကြီးပဲဟောရက်ရွရတယ်ဆို तू ပါတာပဲအေးအမျိုးလုံးကမဘိုးနေရတယ်တော့ဘယ်နာတော့အုံကုန်မရလည်းမသိဘူးနော်အမလီတောင်းတာပေါ့အေးအတူမာလီတိတ်ကိုဝမ်းသာပါတဲ့အလုပ်တစ်ခုရှိတယ်အေးဆောင်းဆရာကဘာပြောတာမပြောနိုင်တယ်ကွာအေးတို့ကြတော့တောင်းပြရတာလေရိုက်ပါဗျာရိုက်ပါနာနာလေးသုံးပါပါဗျာခုံကြီးเจ้าသားဖြစ်တဲ့တပည့်တော်တို့ကနာမည်ပြတ်ပါတယ်ဗျာဟေ့အောင်နေကျတဲ့ကောင်မင်းတို့နဲ့ကောင်လည်းပါလေလေမင်းတို့ကပါတယ်တက်လိုက်တော့ပါပါတယ်ခင်ဗျာဟိုတပည့်တော်ကသူ့ကိုတက်လိုက်တာမဟုတ်ဗျာချက်ကိုရေပဲတိုက်တာပါခင်ဗျာဟုတ်ပါတယ်ခင်ဗျာချက်ကလေးကိုမြစ်တာရှိတာဂိယူနာနဲ့ရေတိုက်တာပါခင်ဗျာမော်လီမာဆိုလို့လူယုံပါလေတက်တော့ပြီအတူကလည်းအတူပဲကောင်းရင်လည်းကောင်းနေတာပဲသူစောပြီဆိုရင်လည်းဘယ်သူစကားမှနားမထောင်ဘူးဆရာတော်လည်းမနိုင်ဘူးဆုံးမရင်လည်းမနဲ့ကြရင်မေးပြီးသူလုံးချင်ရလောက်တာအေးနောက်တစ်ခါကြက်တိုက်ရင်မင်းကိုငါကြောင်းမှမထောင်ကြတော့တိုက်ပါမယ်ဗျာပါပါဒီမစက်ကလေသူဆရာလည်းစကားတော့နားထောင်လည်းမလားဟဲ့ဘယ်အတူဆရာရောက်လဲတင်းကဘေးဆရာဥလာမော်လေကျုပ်နာမည်ဘေးတဲ့ဆရာလှဒီတစ်မျိုးလုံးမှာကျုပ်လိုဘေးတဲ့ဆရာ2ယောက်ရှိကျုပ်တယောက်ရှိလှမော်မမှန်တာမဟုတ်ဘူးဟောရင်လည်းမမှန်ဘူးဟောရင်လည်းမလွဲဘူးလွဲရင်လှမော်မဟုတ်လှမော်လွဲတာမလုပ်နောက်တစ်ယောက်ကတော့အတူရဲ့အချစ်တော်ဒီထဲမှာဖြစ်သမျှအကုန်ခုနေတဲ့ဘိန်းတော့ဆရာဥဒနာလေကဲဒီစေးကိုယုံကြည်နေတာတော့အားလုံးကြောက်ပြီးတော့မှတ်လိုက်တော့ဘာကြောက်တာလဲဆရာတက်အားမပြောပြပါနဲ့ချီးမြတ်90ကျော်ပါယောဂတွေအားလုံးဂျူပြီးတော့ကြောက်လို့တော့မှငါလို့ဆရာနာမရှိဒီမျိုးကလူတွေအသက်တွေတော့မတူရစေအတူကအဲ့ဒီလူတွေကိုယုံတာပဲလားအမှန်ဟဲ့အော်ယုံတာပေါ့အေးငငယ်လေးကဖုန်းကြောင်းနေစာလည်းတင်လို့မရစာမတက်တော့သူများပြောတဲ့ယုံတာပေါ့အေးပြောတူမင်းတို့ခင်မောင်တို့ခွဲပြောနေတယ်သိကြမပြေဘူးတဲ့ဘောကြောင်းပြောင်းလာတဲ့ဒေါက်တာခင်လေးပါဗျာဩတက္ကမလေးကဆရာဝန်တယောက်ကိုဝမ်းသာလိုက်တာဆရာတော်တို့မျိုးသူမျိုးသားတွေအတွက်အားစိတ်တစ်ခွက်ပဲကျမ်းမာရေးဝန်ဆောင်မှုနဲ့ပတ်သက်ပြီးဆရာတော်တို့မျိုးသူမျိုးသားတွေပေါ်မှာတတ်နိုင်တဲ့လောက်ဆောက်ရှောက်ပေးပါခဲလေဟုတ်တယ်။အိုး तू ကဆရာဝန်မလေးကိုဟာ तू မျိုးမှာတကယ်လို့မနေတာဒီလိုဆရာဝန်မမျိုးกว่าမင်းပြောတော့မင်းမင်းဆရာရှိရဆိုဘယ်လိုဆိုအဲ့လိုယူဖို့ပါဘူး။ဟာဆရာကြီးအဲ့လိုတော့မင်းမဟုတ်ဘူးစက်ချင်းဘောအတူမရောက်သွားပါနဲ့အတူရဲ့ဟဲ့တူဖေရအေးလာခဲ့ဦးတင်မပြန်တင်မဝေါနေရောဟာလို့လဲအတူအမေမေလာလာပါရလာပါရရောက်ပါပြီဗျာဆရာမလေးကျုပ်ကိုမမိလားဟမ်ဆရာမလေးနဲ့ကျုပ်နဲ့ဘူတာမှာစုံမှုလေကျုပ်နာမည်အတူပါဟိုဆရာမလေးကျုပ်ကိုလိုရတာအားလုံးခိုင်းလို့ရတယ်နော်ဆရာမလေးအတူဖေရငါပြောဖို့လည်းထားအောင်လေနာမည်ခင်လေးဒီမျိုးကိုတောင်းနဲ့ကြောင်းလာတဲ့ဆရာမလေးဟုတ်တယ်နော်ဆရာမလေးနဲ့ကျုပ်နဲ့စုံမိတာပါမိတ်ဆွေတော်ဖြစ်နေပြီလေဟုတ်တယ်မလားဟမ်အတူဖေရငါမျက်စိနောက်လာပြီနော်ငါပြောတဲ့စကားကိုလည်းနားထောင်ပါဦးဆရာမလေးကအခုမှရောက်လာတာဆိုတော့ဈေးဝယ်ပါဝယ်လိုအပ်တာတွေမိကူကြီးပေးလိုက်ကြလားဆရာမလေး
ဘာမှမပူနဲ့တော့အတူဒီမျိုးမှာရှိနေသေးတယ်ဆရာမလေးခလုံးမတိစုမနေစရာဘူးအတူကအသက်နဲ့လဲပြီးတော့ကာကွယ်ပေးမှာရှင်းတယ်နော်အတူဖေရအေးခလုံးမတိစုမနေတော့မသိဘူးလောလောဆယ်မင်းတင်မှာငါချိန်လုံးနဲ့တီးလို့မယ်ကုန်းနဲ့မောင်ဆွဲဖေရငါချိန်လုံးယူခဲ့စမ်းကွာချင်းချင်းယူခဲ့ပါမယ်ဖေရဆရာတော်တွေဘုံတပည့်တော်တို့တော့မျက်စိနောက်နေပြီဖေရသောနော်ပြောသောနော်ဘုရားရဲ့တက်တက်ကိုစွတ်စွတ်ပါလားဆရာမလေးဖန်နေပါအတူဘာရရွနေရလဲကို့ကိုဒီလိုဖြစ်အောင်လုပ်တဲ့လူကြီးများကျေးဇူးတင်နေတယ် โอ้ဆရာမလေးရလေကျေးဇူးတင်စရာကောင်းတယ်လေဆရာမလေးရဲ့အိုးအနာခေအသာဆိုင်ရတယ်ဆိုတာတကယ်ကြီးပါလား ကဲအသာဆန်ခြင်းနေရပေါ့ဒါဆိုလည်းနည်းနည်းတော့ထပ်ပြီးအနာခံလိုက်ပါဦး ဟုတ်ပြီပါရဲ့ဗျ ခံမယ်ဟာအမိုင်းဟမ်အမိုင်း အတူပြောကြသွားတော့ခြေထောက်ကိုတန်ဆိုးရတယ်လေမိခိုင်ဘုံဝင်အောင်စိတ်ထုံးမှရမှာပေါ့ ဟာကျုပ်ထိုးမှာ အေးပေါ့ ဟမ် ခဏလေးကြင်ရပေးပါနော်ဆမ်မလေးရပါပြီရှင်ဟယ်လို ရှင် အတူရဲ့အတူဟဲ့အတူဘာဖြစ်တာလဲကြားလိုက်တာလားဟမ်ဟဲ့ဆရာမလေးမျိုးပြန်သွားပြီတဲ့ဘာဆရာမလေးမျိုးပြန်သွားကဲဘင်းကိုတကယ်ပြောတာလည်းနောက်နေရလားဟမ်ရောမနောက်ပါဘူးကွာငါဖြတ်လာတော့အထုပ်တွေတင်းနေရတာတွေးလိုက်သေးတယ်ဒါဆိုဒီကပြန်သွားတာဟောတော်လာပြီကွာဆရာမလေးဘာလို့ပြန်သွားလဲဟဲ့ရောဆရာမလေးဘာလို့ပြန်သွားလဲဟဲ့မင်းခုလိုက်သွားလို့ရှိရင်ဘူရာကြီးတော့ပြီးလောက်နေတယ်ဘူရာအေးဘူရာ
တို့ထားခဲ့လို့မလို့လားဆရာမလေးရဲ့ကျုပ်တို့မျိုးလေးဆရာမလေးစောချက်မပေးတော့ဘူးလား မဟုတ်ပါဘူးအတူရဲ့ခဲလေးပြန်လာမှာပေါ့ ဆရာမလေးလိမ့်နေတာမလားကျုပ်သိပါတယ်ဆရာမလေးကျုပ်ကမနေပါနဲ့ မဟုတ်တာအတူရဲ့ခဲလေးတေချာတော့ပြန်လာမှာပေါ့ခဲလေးကမတော်ဖြစ်ကိစ္စရှိလို့တော့ရတာပါအတူရဲ့ခဲလေးတေချာတော့ပြန်လာခဲ့မယ် ဆရာမလေးစာပြေစာဖို့တွေကျူယူလာခဲ့တယ်ဆရာမလေးယူလာလိုက်တော့ဆရာမလေး စိတ်ချပါအတူရဲ့ခဲလေးတေချာတော့ပြန်လာခဲ့ပါမယ် ဆရာမလေးပြန်လာခဲ့တော့ဆရာမလေးဒီမှာမရှိလို့မဖြစ်ဘူးတော့ကျူလူတွေအားလုံးစောင့်နေမယ်တော့ဆရာမလေးပြန်လာခဲ့တော့ဆရာမလေး ရထားထွက်တော့မယ်ဟုတ်ပြန်တော့တော့အတူတော့ခဲလေးဆက်ဆက်ပြန်လာခဲ့မယ် ဆရာမလေးပြန်ခဲ့တော့ဆရာမလေးကျူလူတွေစောင့်နေမယ်တော့ဆရာမလေးတော့ ကလေးပြောနေလေစမလေးပါနေတော့ဆိုကလေးတေချာတော့ပြန်လာခဲ့မယ်အတူနေခဲ့တော့ ကျူလူစောင့်နေမယ်တော့ဆရာမလေးပြန်လာခဲ့ပြီပါတော့ အတူကလေးတေချာတော့ပြန်လာခဲ့မယ်နော်အတူဆက်လိုက်နေတော့ ဆရာမလေးပြန်လာခဲ့ပြီပါ အတူနေခဲ့တော့